Hello guys အားလုံးပဲမင်္ဂလာပါရှင်ထထ channel နဲ့ပြန်လည်ကြည့်စုလိုက်ပါရယ်ဒီနေ့မှာတော့ Gummy Bear ဝါအောင်မှာအဖြူရောင်နဲ့အညူရောင်လေးကိုဆော့ပြမှာဖြစ်ပါတယ်ရှင်အဲ့ဒါလက်စကူလက်စကူဖေးလက်စကူမလို့တော့ ကိုချင်းနဲ့နေရကူ Okay အားရစိတ်ညစ် Okay ကျမရဲ့မောင်လေးနဲ့ဆော့တာပါရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးရှင်လို့ကျေးဇူး ဟုတ်သားပဲ ဟာမြို့မမွေးလို့နော်မြို့မမွေးလို့မြို့သူဖြစ်တာ ဘယ်မှာမွေးတာ ရှမ်းမြစ်တာ ချင်းဟုတ်ပါဘူးမမွေး အတူတူပဲလေကျေးဇူး မွေးပြီးမမနေလေ မွေးပြီးရှမ်းမြစ်တာမှာနေ ဟော ရှမ်းမြစ်တာကနေပြီးတော့လေးလကြာတော့အိမ်ပြန်လာတယ် ဟမ် အိမ်ပြန်ပြီးတော့အိမ်မှာနေတယ် ဟမ် အိမ်မှာ အိမ်ကဘယ်နားမှာလဲ အိမ်ကလားအိမ်ကကြောက်တန်းမြို့မှာ ကျေးဇူး ကွာတီတော့ ကြွပြီးပြန်မလာနဲ့ငါစိတ်ညစ်ဗီဒီယိုကြကြည့်အသက်ကြမပေးချင်စောက်ကြည့်ရောက်တယ်ဟာ လာပြီအားရကျေးဇူး တွေ့ရပါလား အေးဟုတ်ဒါမကြော်ပဲနေတယ် ဟောမိုက်တာပေါ့ဝါတော့တကယ်ဆရာကြီးဗီဒီယိုတွေတင်နေပြီးခဏနေကြတယ်ဝါမှာ အဲ့ဒါကြောင့်ပုတ်ကွာဆရာကြီးတို့ပြောတာနော် ကွာတီတောင်ဆရာကြရဆိုတော့ကွာတီအမတကယ်ဆရာကြီးအဲ့ဒါခက်ခဲရင်တော့ ခက်ခဲနေနေ လူခုံမျိုးဒီဘက်ကျင်လာလိုက်ဟေးချင်းနေရ ဝိအားရစိ တော့ တ် တာပဲဝါတေးရော မဘူးခေါင်းနဲ့ခဏတိုက်ရခေါင်းလည်းအောင်ကြည့်ဘူးဖြစ်တယ်ဟာ အဲ့လိုတော့ခဏနေလေလေအဲ့မခုံနေနဲ့ ဝိရပါတယ်ခုံဟိုနေခုံ ဟာစိတ်ညစ်ကြိတ်ငါဗီဒီယိုမတင်တော့နော်ကြိတ် တင်လိုက်ပါ ကြိတ်ဘတ်နိုင်တော့ပြီ ညို့ ကျမနမနဲ့နိုင်တော့ပါရှင် ညို့တာပါ အေးကျမရဲ့အညူရောက်တော့နိုင်ငံခြားရောက် ဟိုးရှိရောက်ပြီ အဲ့တော့အညူရောက်တော့ဘလောက်ခက်လဲလွယ်လားခက်လားလွယ်လားကြည့် ပဲရော်လွယ် အဲ့ဒါပဲရောက်နဲ့အနီရောင်လွယ်တယ်ပဲရောက်နဲ့နေရာမဆောက် ပဲရော် very easy ပန့်ဆိုတော့လေအဲ့ဒီထဲမှာဘလက်ရှိရကောင်းပါဘလောက်ခက်မလဲမလေး အဲ့တက်နေဝလိုက်ကွာကြားတယ် စိတ်ညစ်တက်နေတာတေးမှာပေါ့လို့ သူ့လေးတွေးပဲရောအိမ်ပေါ်နေတက်သွားလိုက်ရွှီ ဟာညင်ရောက်တယ် မီးရောက်တယ်ဟာတွေးရောဟာဘယ်တော့တာဘယ်ဒီဝါတော့တာနော်လိုက် ဟဝမ် I'm Gigi ပါလို့ပြောလိုက်လေ ဟဝမ်နဲ့ ဟဝိုင်း This ဟဝိုင်း ဟဝမ်မဟုတ်ဘူးဟဝမ် ဘယ်ဟဝိုင်းနော်တော့တာကြီးပါတရားရှိမှတော့တာကြီးသွားပါပြီခင်ဗျာ မြန်တက်ဟဲ့ မြင်တဲ့တော့တာစကင်းနေတဲ့ဦးကြီးကနိုင်လို့ စိတ်ညစ် ဟာစိတ်ညက်ထားရင်းနေပါလိမ့်မစိုးဘူးလား တခြားကင်းပြင်းလို့ ဟာမိုက်တော့ဟိုက realistic ဆန်နေတယ်ခင်းနေဆော့ပါလား စာဗီဆိုကျမကိုစာတိုင်လားလို့ခဏမွေးတယ်ဟုတ်ဘူးကျမနာမည်ကထက်ပါရှေးကျေးဇူး တော့တာပဲ နကဘူးပါငါကြီး တော့တာပြသွားပါပြီခင်ဗျာ အလုံးမကျေးဇူးများချင်ပါတယ်လား subscribe bye bye